ကျွန်တော်တို့တွေကတစ်ခါလေစဉ်းစားမိတာကပါလဲဆိုတော့နိုင်ငံခြားမှာအလုပ်လုပ်တာလည်းကြာပြီအသက်အရွယ်တစ်ခုလည်းရပြီလက်ထဲမှာပတ်စံစုမိလားဆိုတော့မစုမိဘူးဆိုတော့ခင်ဗျားစဉ်းစားမိတာကအချိန်ကုန်လူပန်းတာပဲအဖက်တင်တယ်အမကြီးရရအဖက်မတင်လိုက်ဘူးဆိုတာပဲအဲ့လိုစိတ်ဆင်းရဲစရာအခြေအနေတွေကြုံနေပြီဆိုရင်ဒီဗီဒီယိုကခင်ဗျားကိုအများကြီးထောက်ကူပေးလိုက်မယ်ပထမတစ်ချက်ကကျွန်တော်တို့ဘာလို့ပတ်စံစုတင်တာလဲဆိုတဲ့မေးခွန်းကိုအရင်မေးဖို့လိုတယ်သိချာတာတစ်ခုကဘာလဲဆိုတော့ကိုထွက်တဲ့လားစာကိုအကုန်တုံလိုက်ရင်လက်ထဲမှာဘာမှကြံမှာမဟုတ်ဘူးကိုရဲ့လက်ထဲမှာဘာမှမကြံဘူးဆိုရင်အနာဂတ်မှာအလုံးနဲ့ပတ်သက်လို့အဖို့အထစ်တွေကြုံလာပြီဆိုရင်ကို့အတွက်အရန်အနေများလာပေါ့ဒါကြောင့်မို့အဲ့ဒီလိုအခက်အခဲတွေကိုကာကွယ်နိုင်ဖို့အနည်းဆုံးအသုံးစရိတ်3လစာကနေ6လစာအထိကိုရဲ့လက်ထဲမှာအမြဲတမ်းရှိဖို့လိုတာပေါ့ဒုတိယတစ်ချက်ကဘာဖြစ်လို့ပတ်စံမစုမိလဲဆိုရင်လူတွေအများစုကဝင်ငွေတိုးလာရင်အသုံးစရိတ်ပါလိုက်တိုးတက်တဲ့အကျင့်ရှိတယ်ဒါကိုကျွန်တော်တို့က lifestyle inflation လို့လည်းခေါ်တာပေါ့ဒီအကျင့်ကကျွန်တော်တို့ရဲ့ဝင်ငွေတွေဘယ်လောက်ပဲတိုးလာကျွန်တော်တို့ကိုပတ်စံမစုမိအောင်တားဆီးထားတယ်လို့ပြောလို့ရတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့ဝင်ငွေတွေဘယ်လောက်ပဲနည်းနေပါစေအနည်းဆုံး10%ဒါမှမဟုတ်10%နဲ့အထက်ကိုလတိုင်းစုရလိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့ပတ်စံစုတယ်ဆိုတာနဲတာများတာနဲ့မဆိုင်ဘူး။တကယ်တမ်းကကိုယ့်ရဲ့စီကံနဲ့ပဲဆိုင်တယ်။ဒီနေ့ခင်ဗျားရဲ့ဝင်ငွေကနေကောင်းနေနိုင်ပေမဲ့ခင်ဗျားရဲ့ပတ်စံကိုတေချာစီမံခန့်ခွဲနိုင်ရင်နောက်တစ်ချိန်မှာခင်ဗျားကငွေတွေအများကြီးပိုင်ဆိုင်နိုင်ခဲ့ရင်လည်းခင်ဗျားရဲ့ငွေကိုတေချာစီမံခန့်ခွဲတတ်မှာပဲ